အားလုံးပဲမင်္ဂလာပါဘာမှ anatomy ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะအဲ့တော့ဒီနေ့တော့ anatomy knowledge လေးမမျှဝေခင်မှာเนาะဒီ principal block တွေအတွက်ပေါ့เนาะအတန်းတွေ online တန်းတွေစတော့မှာဖြစ်တဲ့အတွက်အဲ့ဒါနည်းနည်းမိတ်ဆက်ပေးချင်ပါတယ်เนาะအဲ့ဒီနိုဝင်ဘာထဲမှာ principal block အတန်းတက်မဲ့သူတွေပေါ့เนาะအဲ့ဒါစေတက္ကသိုလ်တက်မဲ့သူတွေရောစေပညာနဲ့နှီးနွယ်တက္ကသိုလ်တွေဖြစ်တဲ့တက္ကသိုလ်တက်မဲ့သူတွေရောအကုန်လုံး principal block မှာ anatomy ဘာသာရပ်သင်ရမှာပေါ့လေအဲ့တော့ဒီ anatomy ဘာသာရပ်အတွက်เนาะဆရာတို့ကတလောက်8ချိန် Saturday Sunday ဒီလိုတနာရီခွဲရနေပြီးတော့3နာရီခွဲပေါ့နော်အဲ့ဒါကြီးဒါ online class ကိုတက်နော်စီစဉ်ပေးထားတာတွေရှိပါတယ်အဲ့တော့အဲ့ဒီဟာကို enroll လုပ်ချင်တဲ့လူတွေအနေနဲ့ဒီ Viber ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့နော်စပြီးတော့ enroll လုပ်လို့ရပါပြီဘာလို့ဒီ November ထဲမှာစမှာပါနော်အဲ့တော့စေပညာနဲ့ပတ်သက်တဲ့နှီးနွယ်တက္ကသိုလ်တွေဖြစ်တဲ့သွားစေတက္ကသိုလ်တခြားဒီနော်ကျမကြီးတက္ကသိုလ်အခွဲတွေပေါ့နော်အဲ့ဒါတွေတက်မဲ့သူတွေအတွက်လည်းဒါအကျုံးဝင်ပါတယ်ပေါ့နော်စေပညာနှီးနွယ်တက္ကသိုလ်တွေအတွက်လည်းအကုန်အကျုံးဝင်ပါစေချောင်းတက်မဲ့သူတွေအတွက်လည်းအကျုံးဝင်နော်အဲသူတို့အတွက်ဒီ online classes တွေစမဲ့ရက်ပေါ့နော်အဲ့ဒါဆရာအသေးစိတ်ကိုတော့ဒီ Viber မှာပြန်ပြီးတော့ကြီးညာပေးမယ်နောက်ပိုင်းဗီဒီယိုတွေမှာလည်းပြန်ပြီးပြောပါမယ်ဒါပေမဲ့အခုက enroll လုပ်မှဆရာတို့ကလည်းနော်ဒါနောက်ပိုင်းဆက်ပြီးတော့ဘယ်ရက်ဆိုတာကိုနော်အရင်ဆုံး enroll ကတော့အရင်ဆုံးနာမည်ပဲအရင်ပေးရမှာပေါ့နော်နာမည်တွေရင်ပေးပြီးတော့မှဆရာတို့လူကြီးအတွက်ကိုကြည့်ပြီးတော့မှတစ်ခေါက်ပြန်ပြီးတော့နော်ဟိုအတိအကျစမဲ့ရက်နဲ့နော်နိုဝင်ဘာထဲမှာအတိအကျစမဲ့ရက်ကိုပြန်ပြောပေးမှာဖြစ်ပါတယ်နော်ကဲကောင်းပြီအဲ့တော့အဲ့ဒါလေးပြောပြီးသွားရင်အခုဒီနေ့တော့ fertilization knowledge မျှဝေလာတာမှာနော်sperm နဲ့ ovum နဲ့တွေ့တဲ့အဆင့်ကိုရောက်နေပြီပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ fertilization ရဲ့ phases တွေကိုရောက်နေပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ fertilization ရဲ့ phases တွေဆိုတော့ fertilization မှာသူက phase တွေရှိတယ်ပေါ့နော် phase 3 phase နဲ့သူက sperm က ovum နဲ့ကို penetrate လုပ်တာပေါ့နော်အဲ့တော့အဲ့ဒီ phase 3 phase ကဘယ်လိုတွေလဲလို့ပြောမယ်ဆိုရင်တော့နော်အဲ့တော့ဒီ sperm နဲ့ ovum နော် uterus ရဲ့ uterine tube နော် uterus uterine tube ရဲ့ဒီ ampulla ပေါ့နော် ampulla နေရာမှာတွေ့တဲ့အသေးစိတ်ပုံလေးကိုဒါဟိုဒီကတော့ uterus uterine tube တွေပါတယ်ကျွန်တော်ရှင်းပြပေးပါမယ်နော်အဲ့ဒီ ampulla နေရာမှာတွေ့တဲ့အသေးစိတ်ပုံလေးကိုဒီနေ့ဆွဲပြီးတော့မျှဝေမှာဖြစ်ပါတယ်နော်အဲ့တော့ဒီ ovum ရဲ့အနေအထားပေါ့နော် ovum ရဲ့အနေအထားကတော့ဒါ ovum ရဲ့နော်ဖြစ်ပြနေတဲ့ဒီ fertilization အခြေအနေမှာဖြစ်ပြနေမယ့်အနေအထားကတော့သူက second meiotic division ရဲ့နော် metaphase ကိုသူကဖြတ်တန်းနေတဲ့အနေအထားပေါ့နော်ဒါကြောင့်မလို့ဒီ ovum ရဲ့ nucleus ကတော့ဘယ်လိုဖြစ်နေမလဲဆိုတော့ chromosome တွေက metaphase ဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးပေါ့နော်အလယ်မှာဒီလိုလေးတွေဖြစ်နေမယ်အဲဒီနော်ဒီလို chromosome condense ဖြစ်ပြီးတော့ဒီလိုလေးတွေဖြစ်နေမယ်အဲ့ဒါအဲ့ဒီနော် chromosome တွေကိုဒီ spindle လေးတွေကတစ်ဖက်တစ်ဖက်စီကိုဆွဲပြီးတော့ပေါ့နော်ခေါ်နေတဲ့အနေအထားမျိုးဒါ metaphase အနေအထားမှာဒါရောက်နေတာဖြစ်ပါတယ်နော်ပြီးတော့ first meiotic division ကပြီးပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီ first meiotic division ကြောင့်ရလာတဲ့ polar body လေးရတယ်ဒီဘေးမှာရှိနေမှာဖြစ်ပါတယ်နော် first meiotic division ကြောင့်ရလာတဲ့ polar body လေးပေါ့သူ့မှာလည်းပဲနောက်ထပ် meiotic နော် second meiotic ဝင်နေတာရှိတယ်ဒါပေမဲ့ဒါကတော့တိတ်အရေးမပါလို့မဆွဲတော့ဘူးနော်ပြီးရင်ဒီဟာရဲ့ဘေးမှာဒါ ZP ကုတ်ပေါ့နော် zona pellucida ကုတ်ကြီးရှိနေမှာဖြစ်ပါတယ်ဒါ ZP ကုတ်ဒါဟိုကနေအသေးစိတ်ကိုဆွဲလိုက်တာနော် ZP ကုတ် zona pellucida ကုတ်ကြီးရှိနေမှာဖြစ်ပါတယ်ဒါ ZP ကုတ်အဲ့တော့ zona pellucida ကုတ်ကတော့သူကတော့ glycoprotein ကုတ်ပဲပေါ့နော်အဲ့တော့ကြည်လင်နေတဲ့ zona pellucid ဆိုတာ pellucid ဆိုတာကြည်လင်နေတဲ့ glycoprotein ကုတ်ပေါ့နော်ပြီးရင်တော့ဘေးမှာတော့ရန်ရွှေတော် cell ပေါ့ဒါလည်းရှေ့မှာလည်းသိခဲ့ပြီးသားပါရန်ရွှေတော် cell တွေဖြစ်တဲ့ corona radiator cell တွေရှိပေါ့နော်အဲ့ဒီ cell တွေကတော်တော်များများလဲတချို့ cell လေးတွေရဲ့နော်အပိုင်းတချို့ပေါ့ cell တွေရဲ့ဒီဘေးဘက်ကအလွှာဘက်ကအပိုင်းတချို့ကဒါသူတို့ကလွင့်သွားကြပြီပေါ့နော်ပြီးတော့လွင့်သွားပြီဆိုတော့ဒါ corona radiator ဖြစ်တဲ့ကိုကဒီလိုမျိုးပေါ့နော်လွင့်ထွက်သွားကြပြီပေါ့နော်အဲ့တော့ဒီကြံနေတဲ့ cell အုပ်စုမှာတော့သူကဒီ cell တစ်လုံးနဲ့တစ်လုံးကြားမှာသူက bonding ပေါ့နော် cell တစ်လုံးနဲ့တစ်လုံးကြားမှာသူက hyaluronin ဆိုတဲ့နော်protein တွေနဲ့သူ bonding လုပ်ပြီးတော့သူကဒီလိုရှိနော် hyaluronin ဆိုတဲ့ protein နဲ့ပေါ့နော် bonding လုပ်ပြီးတော့ဒီ zona pellucida ကုတ်နဲ့ကပ်ရက် cell အလွှာကတော့အခုလိုကြံခဲ့တယ်နော်ကြံတဲ့ဒီဘက်ကအပိုထပ်ဝန်းရံထားတဲ့ဟာတွေကတော့သူကအခုလိုမျိုးပေါ့နော် corona radiator သဘောတရားနဲ့လွင့်ပြီးတော့ပျက်စီးကုန်ကြပြီပေါ့နော်ဆိုတော့ hyaluronin bonding နဲ့သူကဆွဲထားတဲ့ဟာတွေကတော့ကြံခဲ့တယ်ပေါ့နော်ကျန်တဲ့နေရာတွေမှာကတော့ဒါကတော့ဘေးလွှာတွေကတော့ဒါလွင့်ဆင်ပြီးတော့ပါသွားပြီပေါ့နော်ဒါကအခုက oocyte ပေါ့နော်ဒါ oocyte ရှိနေတာဒါ first polar body ပေါ့နော်အဲ့တော့ ovum ရဲ့အနေထားကတော့ဒီလိုရှိတယ်ဒီလိုရှိပြီးတော့ sperm ရဲ့အနေထားကတော့ဒီနားကိုချင်းကပ်လာပြီပေါ့
အခုကနော်ဒီတော့ချင်းကလိုင်း span ကတော့တစ်ကောင်လည်းမဟုတ်ဘူး2ကောင်3ကောင်လောက်နော်2ကောင်3ကောင်လည်းကကြင်မှာကမှာပေါ့10ကနန်းလောက်ထိတော့ရှိနိုင်တယ်နော်ရှိဒါပေမဲ့အဲ့ဒီ10ကနန်းလောက်ထိရှိတဲ့နေရာမှာနော်တစ်ကောင်ပဲအခုပြောတဲ့ဖြစ်စဉ်အစစ်စစ် face အစစ်စစ်ကိုဖြတ်တန်းပြီးတော့ဖောက်ခွင့်ရမှာဆိုလိုတာက10ကနန်းလောက်ထိရှိတဲ့တဲတွေကလှင်တဲ့ကောင်တစ်ကောင်ကအရင်ဆုံးနော်ဒီဇလန်းတွေကိုလောက်သွားမှာပေါ့အဲ့လိုပြောချင်တာနော်အဲ့တော့အဲ့ဒီလင်းတဲ့ကောင်ဆိုတာကဒါတင်စားပြီးတော့ပြောတာပါတကယ်ကတော့ capacitation မြန်မြန်ဖြစ်တဲ့ကောင်နော်လင်းတဲ့ကောင်လို့ပြောတာတဲ့ဆိုင် capacitation မြန်မြန်ဖြစ်တဲ့ကောင်နော်အဲ့ capacitation မြန်မြန်ဖြစ်တဲ့ကောင်ကဒါဒီအဆင့်တွေကို face တွေကိုဖော်ဆောင်သွားလိမ့်မယ်နော်အဲ့ဒါ spine ရဲ့အနေထားကတော့ဒီလိုလေးရှိမယ်ဒါ head တွေနော်ဒီ neck အပိုင်းတွေပါတယ်ရှိမယ်ပြီးရင် tail အပိုင်းတွေရှိမယ်ပေါ့နော်အဲ့တော့ဒီမှာသိထားမှာကအပေါ်မှာ glycoprotein ကုတ်ကလေးပါတယ်ပေါ့ဒါကတော့အရင်ကလည်းပြောပြီးသား glycoprotein ကုတ် seminal glycoprotein ကုတ်လေးပါတယ်ပေါ့နော်အဲမှာတော့ spine မှာသူ့ရဲ့ nucleus ပါမယ်ဒါ spine ရဲ့ nucleus ပါတယ်เนาะဒါ spine ရဲ့ nucleus ပါတယ်မယ်ပြီးတော့ဒီမှာကတော့သူက neck တို့ပါလို့ပါမယ်ပြီးရင်သူ့ရဲ့ flagella တစ်ခုပါเนาะပြီးဒီနေရာမှာကတော့ mitochondria တွေဒီနေရာမှာအများကြီးပါတယ်ဒါ mitochondria သူ energy အတွက်သုံးဖို့ပေါ့เนาะ mitochondria တွေအများကြီးပါတယ်ပြီးရင်ဒီရှေ့မှာသူ့ရဲ့ acrosomal region ရှိတယ်เนาะဒီ acrosomal region မှာ acrosomal granule တွေအများကြီးပါတယ်เนาะဒီ acrosomal granule တွေကလည်း acrosin enzyme တွေကိုတိမ်ထားတယ်ပေါ့เนาะပြီးရင်တော့ဒါသူ့ရဲ့activation လွယ်လွယ်မဖြစ်အောင်သူကအုပ်ထားတဲ့ glycoprotein ကုတ်ဒီမှာပါတယ်เนาะဆိုတော့ဒီအနေထားနဲ့ span တွေကရောက်လာကြတော့ပေါ့เนาะ span တွေဆွဲလဲဒီလိုပဲပေါ့เนาะနောက် span တွေဆွဲလဲဒီအနေထားပဲဒါပေမဲ့အချိန်ကုန်လို့နောက်ခါတွေကြာရင်တော့အသေးစိတ်တော့မဆွဲတော့ဘူးပေါ့เนาะဒီလိုပုံလေးပဲဆွဲပြလိုက်တယ်အချိန်ကုန်လို့ပေါ့เนาะဒီလိုပုံလေးပဲဆွဲပြလိုက်မယ်ဒါနောက်တဲ့ span တွေလည်းရှိပါပေါ့เนาะဒီလိုရောက်တဲ့ချိန်ဒါပေမဲ့ဒီလေးကတကောင်ကတော့လင်းမြန်စွာ activate ဖြစ်ပြီးတော့အောက်ကအခုပြောမယ် face အစဉ်စဉ်ကိုဖြတ်တန်းသွားမှာဖြစ်ပါတယ်เนาะအဲ့တော့အရင်ဆုံးလုံးဝမှာတော့ face 1အနေနဲ့ပေါ့နော်ဒီ corona radiator ကိုအရင်ဖောက်အောင်ပေါ့အဲ့ဒါကိုဆရာတို့ penetration of the corona radiator လို့ခေါ်တယ်နော်အဲ့လိုဖြစ်ဖို့ဆိုတာလဲသူကဒီတိုင်းတော့မရအောင်သူကအရင်ဆုံးပါလဲဆိုတော့ capacitation reaction ကိုဝင်ရမယ်နော် capacitated span ဖြစ်ရမယ်နော်သူ့ကို activate မဖြစ်အောင်ဒီပေါ်မှာ glycoprotein ကုတ်အုပ်ထားတာဆိုတော့ဒီအုပ်ထားတဲ့ glycoprotein ကုတ်ကိုဖယ်လိုက်ရမယ်ဖယ်လိုက်မှသူနော် activation လုပ်လို့ရမှာ capacitation ဖြစ်မှာပေါ့နော်အဲ့တော့ဒီ capacitation reaction ဝင်ဖို့အတွက်နံပါတ်1ကတော့သူဒီ glycoprotein ကုတ်ကိုဖယ်လိုက် glycoprotein ကုတ်ပြုတ်ထွက်သွားမယ်နော် glycoprotein ကုတ်ပြုတ်ထွက်သွားပြီးရင် plasma membrane ပေါ်လာပြီးတော့ဒီ plasma membrane ပေါ်မှာဒီ site ထားတဲ့ hyaluronidase လို့ခေါ်တဲ့ enzyme တွေပေါ့ protein တွေပါပဲနော်အဲ့ကောင်တွေကအကုန်လုံးဒီလိုပြုတ်ထွက်လာနော်ပြုတ်ထွက်လာပြီးတော့သူကဒီနားမှာရှိတဲ့ hyaluronin bond နဲ့ချိတ်ထားတဲ့ corona radiator cell တွေပေါ့ဒါကနော် corona radiator cell အဲ corona radiator cell တွေရဲ့ကြားမှာရှိနေတဲ့ bonding ပေါ့ hyaluronin bonding ပေါ့အဲ့ဒီ bonding အဲ့ hyaluronidase enzyme တွေကဖြတ်ပစ်လိုက်ဖြတ်ပစ်တဲ့အတွက်ကြောင့်ဒီ bonding တွေပြတ်သွားမယ်ပြတ်သွားပြီးတော့ cell တွေတစ်လုံးတစ်လုံးချိတ်ထားတာဘာဖြစ်သွားမလဲဆိုတော့ပြုတ်ထွက်သွားမယ်ပြုတ်ထွက်သွားပြီးတော့ဒီနေရာဟပေါ့နောက်အဲ့လိုဟသွားရင်ဒီနားမှာ Y ပုံစံလေးဆွဲထားတဲ့ hyaluronidase enzyme တွေကလည်းဒီ cell တွေကြား hyaluronin bonding တွေကိုဖြတ်ဖို့ပြုတ်ထွက်ပြီးတော့လောက်ရတာဖြစ်တဲ့အတွက် plasma membrane ပေါ်မှာအပေါက်တွေဖြစ်သွားနော် plasma membrane ကပျက်စီးသွားတာနော် plasma membrane ကအပေါက်တွေဖြစ်ပြီးတော့ပျက်စီးသွားတယ်အပေါက်တွေဖြစ်ပျက်စီးသွားတော့ဒီ acrosomal region မှာ plasma membrane destroy ဖြစ်သွားတယ် destroy ဖြစ်သွားတဲ့အခါကျဒီ plasma membrane ဟာဒီမှာအပေါက်တွေဖြစ်သွားပြီးတော့အဲ့ဒီအပေါက်တွေကနေတော့ဒီ acrosomal granule တွေစိမ့်ထွက်လာတယ်အဲ့ဒီ acrosomal granule တွေကနော် acrosin enzyme တွေတိမ်ထားတယ်နော် acrosin acrosin enzyme တွေကိုတိမ်ထားတယ်အဲ့ဒီ acrosin enzyme တွေကဒီထဲကို leakage လုပ်ပြီးတော့ထွက်လာပြီးတော့အဲ့ဒီ acrosin enzyme တွေကခုနက enzyme နဲ့တူเนาะဒါ acrosin ဖြစ်သွားတယ်ဒီ acrosin enzyme တွေကဒီ ZP ကုတ်ကိုသူကဖြော်ပလိုက်เนาะ ZP ကုတ်ကိုဖြော်တဲ့အတွက်ကြောင့်ဒီ acrosin enzyme တွေရောက်လာလို့ရှိရင်ဒီ ZP ကုတ်ကပျော်သွားမယ်เนาะသူက ZP ကုတ်ကပျော်သွားမယ်အဲ့ဒါကိုဆရာတို့ကဘာလဲဆိုတော့ penetration of the zona pellucida လို့ခေါ်တယ်အဲ့ဒါက acrosin enzyme ရဲ့ action နဲ့မှလုပ်လို့ရတယ်အဲ့ ZP ကုတ်ကပျော်ပြီးတော့ပွင့်ထွက်သွားတယ်เนาะပွင့်ထွက်သွားပြီးတော့အဲ့ဒီပွင့်ထွက်သွားတဲ့ ZP ကုတ်ပေါ့ပွင့်ထွက်သွားတဲ့ ZP ကုတ်နေရာဟာဒီ sperm ဝင်ပြီးတော့เนาะဥဆိုင်ကိုဝင်ပြီးတော့ penetrate လုပ်မဲ့နေရာပဲတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ ZP ကုတ်เนาะပျော်သွားတယ်ဆိုတာเนาะ ZP ကုတ်ကို penetrate လုပ်လိုက်တာ sperm ကเนาะပျော်သွားတယ်ဆိုတာဒီလိုလေသူပျော်ပြီးပျောက်ပြတ်သွားတယ်ဆိုတာ penetrate လုပ်လိုက်တယ်ဆိုတာဖောက်လိုက်တယ်ဆိုတဲ့သဘောပေါ့เนาะအဲ့ဒါဟာ phase 2 ဖြတ်တန်းလိုက်တာเนาะ phase 3ဆိုရင်တော့ဘာဖြစ်မလဲဆိုတော့ဒီ sperm ရဲ့ cell membrane နဲ့ဒီ plasma เนาะဒီဥဆိုင်ရဲ့ plasma membrane cell membrane ပေါ့เนาะအဲ့ဒါချင်းချင်းပေါင်းမယ်အဲ့ဒါကိုဆရာတို့ fusion of oocyte and sperm cell membrane plasma membrane ပေါ့အတူတူပဲပေါ့เนาะအဲ့ဒါပေါင်းတယ်လို့ခေါ်တယ်အဲ့ဒါ phase 3ဖြစ်သွားအဲ့တော့အခုက phase
မသိတယ်လို့ဘာလို့လဲ phase 1ပြီးတော့အခု phase 2ပြောလို့ပြီးသွားပြီးတော့အခု phase 3နားတော့ရောက်သွားပြီနော်ဆိုတော့ဒီအကြီးပွင့်သွားပြီဆိုတာ ਨੇ တသက်လုံးလုံးညုံထိမ့်သိမ်းခံထားရတဲ့ဒီဥဆိုင်ကဒီဇက်ပီကုန်းနဲ့လုံးညုံထိမ့်သိမ်းခံထားရတဲ့ဥဆိုင်ကတိနော်တခုခုတော့လစ်ဟသွားပြီဆိုတာသိတဲ့အတွက်ကြောင့် तू ကသူ့ရှိမှာဘာလုပ်လဲဆိုတော့သူ့ရဲ့ cytoplasm ထဲမှာ lysosomal enzyme တွေနော်အများကြီး plasma membrane နာကို तू ကတ်ထားတယ်ပထမတော့ကနော်ဒါတွေမရှိဘူးနော်အခုကျမှဒါတွေကပေါ်လာပြီးတော့ဒါတွေကို cortical granule တွေလို့ခေါ်တယ်နော်ဒါတွေကို cortical granule တွေလို့ခေါ်တယ်ဒီဟာပေါ်လာလို့ရှိရင်ဒါ cortical reaction လို့ခေါ်တဲ့ reaction တစ်ခုကိုပေးတော့မှာနော်ဒါ cortical reaction ဆိုတဲ့ reaction တစ်ခုကိုပေးတော့မှာအဲ့ဒီ cortical reaction ကိုပေးဖို့အတွက်ဒီ cortical granule တွေဒီဘက်မှာပေါ်လာပြီးတော့တကယ်တော့ဒီ cortical granule ဆိုတာလည်း lysosomal enzyme တွေပဲနော်ပေါ်လာပြီးတော့ဒီ cortical reaction က ZP ကုတ်ကိုနော်ပို့ပြီးတော့မာချတဲ့ကုတ်တစ်ခုအဖြစ်ပြောင်းလဲသွားအောင်ဖန်တီးတော့ဘာလို့လဲဆိုတော့ smart တစ်ကောင်ဖောက်ပြီးဆိုတော့နောက်တစ်ကောင်ထပ်ဖောက်တာသူကလက်မခံအဲ့လိုထပ်ဖောက်အောင် polyspermy တွေဖြစ်ကုန် polyspermy ဖြစ်ကုန်ရင်ပြဿနာကဘာလဲဆိုတော့ဒီ sperm တစ်ကောင်ထဲမှာကိုက chromosome က23ပါလာအဲ့ဒီ23ဆိုတဲ့ chromosome က somatic chromosome 22ခုနဲ့ sex chromosome X တစ်ခုသို့မဟုတ် somatic chromosome 22ခုနဲ့ sex chromosome Y တစ်ခုပါလာဘာလို့ဆိုတော့ तू ကနော်ယောက်ျားရှိကလာတာဖြစ်တဲ့အတွက်ယောက်ျား XY ဖြစ်တဲ့အတွက်ကြောင့် sex chromosome မှာလည်းလို့ခွဲပြီးတော့ any တစ်ခုခုပေါ့ဖြစ်နိုင်တယ်နော်ဒီ23ဆိုတဲ့အဓိပ္ပာယ်ကဒါဖြစ်ခြင်းဖြစ်မဖြစ်ခြင်းဒါဖြစ်မှာနော်ဒီမိန်းမအတွက်ကတော့ဒါက तू ကဘာမှမထူးဆန်းဘူးသူထဲမှာပါလာတာကတော့23ပဲဒါပေမဲ့အဲ့23ကတော့ तू က22 somatic နဲ့ sex chromosome X ပဲပါမှာ तू က Y မရှိမိန်းမငကိုတွေက X ပဲရှိတာနော်အဲ့ဒါပဲပါမှာဆိုတော့ဒီ sperm တစ်ကောင်ဖောက်ပြီးရင်23ပေါင်းရင်46ပြန်ရပြီဆိုတော့ human chromosome အရေအတွက်ကပြည့်စုံသွားပြီနောက်ထပ် sperm တစ်ကောင်ဖောက်လို့မရတော့ဖောက်ခွင့်လည်းမရှိတော့ဖောက်မှန်ဆိုလည်းအကုန်ရှုပ်ကုန်ပြီးတော့ polyspermy ဇာတ်လမ်းတွေလာတော့မှဖြစ်တဲ့အတွက်ကြောင့်ဥဆိုင်ကသူ့အနေထားကိုထိမ့်သိမ့်ဖို့အတွက်ဒီ zona of နော် cortical reaction zona reaction လို့လည်းခေါ်တယ် cortical reaction လို့လည်းခေါ်တယ်အဲ့ cortical reaction လုပ်ပြီးတော့ ZP ကုတ်ကိုပို့ပြီးတော့ခိုင်မာတဲ့ကုတ်တစ်ခုတခြားဟာတွေဘာမှဖောက်လို့မရတဲ့ကုတ်တစ်ခုဖြစ်ပြောင်းလဲသွားအောင်လုပ်တော့မှဒါ phase 3မှာအဲ့ဒီဟာပါတခါတည်းဗျိုင်ဖြစ်တယ်နော်ဘာလို့လဲဆိုတော့ဒီ polyspermy ကိုကာကွယ်ဖို့အတွက်ခိုင်မာမာချတဲ့ပစ္စည်းတစ်ခုပထမ ZP ကုတ်ဟာအခုစင်းကြောင်းနေဆွဲလိုက်တယ်လို့ခိုင်မာမာချခြင်းမရှိဘူးပထမတော့ ZP ကုတ်ကဒီဘက်က coronary reader cell တွေကပို့လွတ်လိုက်တဲ့ macromolecule တွေအစားစိတ်ပြီးဖြတ်နိုင်တဲ့သဘောတရားရှိတယ်အခုချိန်မှာတော့အဲ့ဒါတွေလက်မခံတော့ ZP ကုတ်ကပိုခိုင်မာမာချတဲ့ protein ကုတ်တစ်ခုဖြစ်ပြောင်းလဲသွားပြီးတော့ polyspermy ကိုကာကွယ်တဲ့သဘောတရားဖန်တီးလာတာကိုတွေ့ရတယ်နော်ဖန်တီးလာတာကိုတွေ့ရပြီးတော့ဒီကလည်း ectosomal granule တွေကလည်းဒီကနေထွက်သွားတာဖြစ်တဲ့အတွက်ဒါတွေက ectosin enzyme အနေနဲ့ထွက်သွားကြပြီပေါ့နော်ထွက်သွားတာဖြစ်တဲ့အတွက်ဒီနားကြီးကလည်း sperm ရဲ့ plasma membrane ကြီးကလည်းဟောက်ပတ်ကြီးဖြစ်သွားတယ်ဟောက်ပတ်ကြီးဖြစ်သွားတဲ့အဲ့ဒီ sperm ဟာအဲ့အချိန်မှာဒီအမီမှာရှိနေတဲ့ mitochondria ပေါ့အမီဒါ neck တို့ tail လို့ပေါ့နော်ဒီ region မှာရှိနေတယ်အဓိကတော့ဒီ neck မှာရှိတာအဲ့ဒီ neck region မှာရှိတဲ့ mitochondria power house တွေပေါ့အဲ့ power house တွေရဲ့ power ပေးမှုနဲ့ဒီ flagella ကိုနောက်ဆုံးပြင်းထန်စွာရိုက်ခတ်ပြီးတော့ရမ်းပြီးတော့ဒီရှေ့ကိုတိုးသွားနော်ဒီရှေ့ကိုတိုးသွားပြီးတော့ဒီမှာပေါက်သွားတဲ့ plasma membrane နဲ့သူ့ရဲ့ plasma membrane ဒါတော့ဖြတ်ပြီးတော့တိုးမှရမှာပေါ့နော်ဒီမှာပေါက်သွားတဲ့ plasma membrane နဲ့သူ့ရဲ့ plasma membrane ကိုဟောဒီလို fuse လုပ်လိုက်ဒါဟာ fertilization phase ရဲ့နော်တတိယ phase ပေါ့ fuse လုပ်လိုက်ပြီးတော့သူ့ထဲမှာရှိတဲ့ nucleus ကိုခုနပြောခဲ့တဲ့နော်22 X သို့မဟုတ်22 Y ရှိတဲ့ nucleus ပေါ့အဲ့ဒီ nucleus ကို तू ကဒီထဲကိုထိုးသွင်းပေးလိုက်အဲ့ဒီ nucleus ကို तू ကဒီဥစိုက်တဲ့ကို तू ထိုးသွင်းပေးလိုက်ဒီ nucleus ကိုနော်ထိုးသွင်းပေးလိုက်အဲ့ဒီအချိန်မှာဥစိုက်ကလည်းသူ့ရဲ့ second meiotic division ရဲ့ metaphase ကိုအဆုံးသတ်အဲ့ဒီအချိန်မှာဥစိုက်ကလည်းအဆုံးသတ်မှာကိုရမှာဘာဖြစ်လို့လဲဆိုတော့ဒါနော် second meiotic division ကိုဒါအဆုံးသတ်လိုက်မယ်ဒါမှဆာမာရင်းတော့ तू resumption ပေါ့ပြန်လဲစတင်တယ်လို့ပြောတယ်ဒါပေမဲ့ तू က metaphase ရောက်ပြီးသားဆိုတော့အဲ့ဒီ metaphase ကို तू ကရှေ့ဆက်ခွင့်ပြုပြီးတော့အဆုံးသတ်လိုက်တဲ့သဘောပေါ့နော်အဆုံးသတ်လိုက်လို့ရှိရင်ဒီမှာဒီလိုမဟုတ်တော့ဘူးနော်ဒီလိုမဟုတ်တော့ဘဲနဲ့ cell တစ်လုံးထပ်ကွဲပြီးတော့ second polar body ဆိုပြီးတော့ဒီဘက်ကိုထွက်လာနော် second polar body ဆိုပြီးတော့ဒီဘက်ကိုထွက်လာ cell တစ်လုံးထပ်ကွဲပြီးတော့ထွက်လာနော်ထပ်ပြီးတော့ကွဲပြီးတော့ထွက်လာမယ်ဒီမှာကတော့ခုနပြောလိုက်သလို second meiotic division လဲဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီမှာကတော့ဥဆိုင်ရဲ့ငကို chromosome နံပါတ်တိုင်း 22H နဲ့ဒါဒီလို nucleus တစ်ခုထပ်ပြီးတော့ရလာဟုတ်ပြီနော်အဲ့တော့အချိန်အနေထားအရဒီနားမှာခဏလေးရပ်ပြီးတော့နောက်ဗီဒီယိုတစ်ခုမှာဆက်ပြောမယ်ပေါ့နော်